မှာ Wi-Fi ခဏပြတ်နေပြီးတော့ပတ်စံပေးရကြိုးမနှက်ဘူးလို့ခံစားနေရတဲ့သူတွေကိုကတစ်နှစ်စာလောက်ပတ်စံပေးထားပေမဲ့ line ကခဏပြတ်နေလို့စိတ်ညစ်နေရတဲ့သူတွေအတွက်အရေးကြီးတဲ့သတင်းတစ်ခုထွက်လာပါတယ်ဒီနေ့ကတော့ဇွန်လ20ရက်နေ့ပါအားလုံးပဲမင်္ဂလာပါခင်ဗျာအိမ်သုံး Wi-Fi နဲ့ဖုန်းအင်တာနက်တွေခဏပြတ်နေလို့ဒေါသထွက်နေရတဲ့သူတွေအတွက်သတင်းကောင်းတစ်ခုရှိပါတယ်မြန်မာသတင်းဌာနကြီးတွေရဲ့ဖော်ပြချက်အရဇွန်လ19ရက်နေ့မနေ့ကကျင်းပခဲ့တဲ့လွှတ်တော်အစည်းအဝေးအတွင်းမှာဆက်သွယ်ရေးဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတရားဝင်ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။အဓိကအချက်ကတော့အင်တာနက်လိုင်းပြတ်တောက်သွားတဲ့အချိန်ကာလပေါ်မူတည်ပြီးတော့သုံးစွဲသူတွေကသက်ဆိုင်ရာအင်တာနက်ကုမ္ပဏီစီကနေပြီးသတ်မှတ်ထားတဲ့ဂျော်ချင်းတွေကိုတောင်းဆိုနိုင်တယ်လို့ဆိုပါတယ်။ဒါမှမဟုတ်လိုင်းပြတ်သွားတဲ့ကာလအတိုင်းအစားထိုးဝန်ဆောင်မှုဥပမာအချိန်ပြန်ပြီးတော့တိုးပေးတာမျိုးကိုပြန်ပြီးတောင်းဆိုနိုင်တယ်လို့အတိအလင်းပြောထားပါတယ်။အလွယ်ဆုံးဥပမာပေးရရင်ကိုကတလလာအင်တာနက်ဖို့ပေးထားတယ်။ဒါပေမဲ့အဲ့ဒီကာလအတွင်းမှာ Wi-Fi လိုင်းကအချိန်ကြာကြီးပြတ်သွားတယ်။အဲ့ဒီအချိန်မှာကိုကပေးထားတဲ့ဝန်ဆောင်မှုကိုအပြည့်အဝမရတာဖြစ်ပါတယ်။အဲ့ဒီလိုအခြေအနေမျိုးမှာသုံးစွဲသူဘက်ကနေပြီးငါဝန်ဆောင်မှုပြတ်သွားတဲ့အတွက်ဂျော်ကြီးပေးပါဒါမှမဟုတ်ပြတ်သွားတဲ့အချိန်အတိုင်းဝန်ဆောင်မှုရက်ကိုပြန်ပြီးတိုးပေးပါလို့တောင်းဆိုနိုင်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ဒီအချက်ကသုံးစွဲသူတွေအတွက်အရန်ကိုအရေးကြီးလာပါတယ်။အရင်ကဆိုရင်လိုင်းပြတ်သွားရင်အများစုကဖုန်းဆက်ပြီးတိုင်ကြတယ်စာပို့ပြီးတိုင်ကြတယ်ဒါပေမဲ့ကုမ္ပဏီဘက်ကစစ်ဆေးနေပါတယ်ပြန်ပြီးတော့ပြင်နေပါတယ်ဆိုတဲ့စကားတွေနဲ့ပဲအချိန်ဆွဲထားပြီးတော့တချို့ဆိုတရက်မကနှစ်ရက်မကဒီတပတ်လောက်အထိကိုစောင့်ရတတ်ပါတယ်အထူးသဖြင့်အိမ်ကနေပြီးအလုပ်လုပ်ရတဲ့သူတွေ online ကနေပြီးကြောင်းတက်နေတဲ့သူတွေ online ကနေပြီးငွေရှာနေတဲ့သူတွေနဲ့စိုင်းလုပ်ငန်းအတွက်အင်တာနက်ကိုမရှိမဖြစ်လိုတဲ့သူတွေအတွက်ကတော့ဒါကတာမန်အနှောက်အယှက်မဟုတ်ပါဘူးအလုပ်ပြတ်တယ်ဝင်ငွေထိခိုက်တယ်ပြီးတော့စာသင်ခန်းအချိန်တွေလွတ်သွားနိုင်တယ်ပြီးတော့ဖောက်တယ်နဲ့ဆွတ်တယ်မှုပါပြတ်တောက်သွားနိုင်ပါတယ်ဒါကြောင့်အင်တာနက်ဝန်ဆောင်မှုဆိုတာကလူတွေရဲ့နေ့စဉ်ဘဝနဲ့ဓာတ်ရိုက်ဆက်ဆက်နေတဲ့အခြေခံလိုအပ်ချက်တစ်ခုဖြစ်လာပါတယ်လိုင်းပြတ်တာများတဲ့အခါတခြားလိုင်းကိုပြောင်းချင်ရင်ငွေသွင်းပြီးသားဖြစ်နေတဲ့အတွက်ကျွန်တော်တို့တီးခံပြီးတုံးနေရတယ်လို့ဖွင့်ဟထားပါတယ်ဒီလိုအဖြစ်အပျက်တွေမြို့ကြီးတွေမှာရောနယ်မြို့တွေမှာပါအများကြီးကြုံနေရပါဒီကိစ္စကိုဒီလွတ်တော်အစည်းအဝေးမှာမင်းမြန်ခဲ့တာဖြစ်ပြီးတော့အင်တာနက်လိုင်းတွေ Wi-Fi နဲ့ဖုန်းအင်တာနက်အစီအစဉ်တွေရောင်းချတဲ့အခါဘလို့စီးမြင့်တွေသတ်မှတ်ထားသလဲဆိုတာကိုမင်းမြန်ခဲ့တာပါပြန်ပြီးတော့ရှင်းလင်းချက်အရဆိုရင်သုံးဆဲသူတွေကတိုင်ကြားလာရင်သက်ဆိုင်ရာဌာနဘက်ကနေပြီးလုံထုံးလုံနည်းနဲ့အညီစစ်စစ်သွားမယ်လို့ဆိုထားပါတယ်စစ်စစ်လို့ကုမ္ပဏီဘက်ကတာဝန်ပြက်ကတာသတ်မှတ်စည်းကမ်းတွေမလိုက်နာတာတွေ့ရင်အဆုံးစွန်အနေနဲ့လိုင်စင်ကိုအပေးတိုင်ဖြတ်သိမ်းတဲ့အထိပယ်ဖြတ်တဲ့အထိရေးယူနိုင်တယ်လို့ဆိုထားပါတယ်ဒါကမြန်မာပြည်ကအင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီအတွက်ကြီးမားတဲ့သတိပေးချက်ဖြစ်ပါတယ်ပတ်စံပေးပြီးသုံးနေရဆိုရင်ဝန်ဆောင်မှုကိုတာဝန်ယူပေးရမှာဖြစ်ပါတယ်ပြီးတော့ဤပညာပြဿနာပစ္စည်းချိုးရင်းတာတွေဖြစ်နိုင်ပေမဲ့ဒီပြဿနာဖြစ်ပြီးနောက်သုံးစွဲသူကိုမရှင်းပြဘူးဂျော်ကြီးဒါမှမဟုတ်အစားတော့ဝန်ဆောင်မှုမပေးဘူးဆိုရင်ဒါကဝန်ဆောင်မှုတာဝန်ပြက်ကွက်မှုလို့ဆိုရမှာဖြစ်ပါတယ်ဒါကြောင့်ဒီသတင်းကသုံးစွဲသူတွေကိုလည်းသတိပေးလိုက်တာဖြစ်ပါတယ်ကို့ Wi-Fi ပြတ်သွားရင်ဒေါသထွက်နေအောင်လည်းမပြီးပါဘူးမှတ်တမ်းတင်ထားဖို့လိုပါတယ်ဘယ်နေ့ဘယ်အချိန်ကနေပြီးဘယ်အချိန်အထိပြတ်သွားတယ်ဆိုတာကိုမှတ်ထားရပါမယ်ကုမ္ပဏီကိုဘယ်နေ့ဘယ်အချိန်မှာအကြောင်းကြားခဲ့လေအထောက်အထားတွေကိုတင်ထားရပါမယ်ကုမ္ပဏီဘက်ကဖြည့်ရှင်းပေးတာမရှိဘူးဆိုရင်တရားဝင်တိုင်ကြားနိုင်တယ်လို့အသိပေးကြပါတယ်ဒီသတင်းထဲမှာနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုလည်းပါဝင်ပါတယ်အဲ့ဒါကတော့ online လိမ်လည်မှုပြီးတော့လောင်းကစားဒီ slot game တွေကစာထိုးတွေပို့နေတဲ့စင်ကတ်တွေကိုလည်းခြေရခံပိတ်သိမ်းနေတယ်လို့ဖော်ပြထားပါတယ်တမတ်ချက်အရာဖုန်းနံပါတ်တစ်ခုတည်းကနေပြီးတူညီတဲ့စာသားကိုတနိုင်အတွင်းမှာဖုန်းနံပါတ်60အထိကိုပို့ရင်ဖြစ်စေဒါမှမဟုတ်24နာရီအတွင်းမှာဖုန်းနံပါတ်1000အထိကိုတူညီတဲ့စာသားတွေပို့ရင်ဖြစ်စေဒါကိုပုံမှန်မဟုတ်တဲ့တန်တရားဖြစ်ဖွယ်ပို့ဆောင်မှုအဖြစ်သတ်မှတ်ထားပါတယ်ဒီစီးမြင့်အရာတန်တရားဖြစ်ပွဲစင်ကပ်ပေါင်း2သိန်းကျော်ကိုအပေးတိုင်ပိတ်သိမ်းခဲ့တယ်လို့ဖော်ပြပါတယ်အခုနောက်ပိုင်းမှာငွေချေးမယ်ပြီးတော့စုရမယ်လောင်ကစားလင့်နေပြီးတော့ဆလော်ဂိမ်းနေပြီးတော့အကောင့်အတီးယူပါဆိုတဲ့လိမ်လည်မှုစာတို့တွေအများကြီးဝင်လာပါတယ်ဒီလိုမျိုးစာတို့တွေကြောင့်လူတွေအများကြီးငွေတွေအလိမ်ခံရတယ်ကိုယ့်ရဲ့အချက်လက်တွေပေါက်ကြားနိုင်တယ်ဘဏ်အကောင့်မှာအန်ဒီရဖြစ်နိုင်ပါတယ်ဒါကြောင့်စင်ကတ်တွေကိုစောင့်ကြည့်ပိတ်သိမ်းတာကအွန်လိုင်းလိမ်လည်မှုကိုတားဆီးဖို့အတွက်တစိမ့်တစ်ပိုင်းဖြစ်ပါတယ်အချုပ်ပြောရရင်တော့ဇွန်လ19ရက်နေ့မှာတော့အင်တာနက်ပြတ်တောက်မှုနဲ့ပတ်သက်ပြီးတုံးဆွဲသူတွေရဲ့ရပိုင်ခွင့်ကိုရှင်းလင်းပြောကြားခဲ့ပါတယ်အင်တာနက်လိုင်းပြတ်သွားတဲ့အချိန်ရော်ကြီးဒါမှမဟုတ်အစားထိုးဝန်ဆောင်မှုကိုတောင်းဆိုခွင့်ရှိပါတယ်ကုမ္ပဏီဘက်ကမဖြေရှင်းပေးရင်စီးမြင့်ကိုမလိုက်နိုင်ရင်သတိပေးတာကနေစပြီးတော့ဒဏ်ငွေရိုက်တာလိုင်စင်တစ်ခုလုံးပယ်ဖျက်တာအထိအရေးယူနိုင်တယ်လို့အတည်ပြုလိုက်ပါတယ်ဒါကြောင့် Wi-Fi ကိုပတ်စံပေးပြီးဝယ်ထားတဲ့ပြည်သူတွေကဝန်ဆောင်မှုအပြည့်အဝမရတဲ့အခါကိုရတဲ့တာကိုပြန်ပြီးတောင်းဆိုခွင့်အပြည့်အဝရှိတယ်ဆိုတဲ့သတင်းကောင်းကိုတင်ဆက်လိုက်ရဖြစ်ပါတယ်ကျွန်တော်က link ခိုင်းပါနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါခင်ဗျာ